မာလာဟင်းကောင်းကောင်းလေးကိုအိမ်မှာပဲလွယ်လွယ်လေးလုပ်စားကြရအောင်အိမ်မှာလုပ်စားရဆိုတော့အများကြီးရပါတယ်ရှင်ထမဆုံးကိုထည့်ချင်တဲ့အသီးအရွက်မိုးအသားလုံးငုံဦးမလာခောက်ဆွဲစားရလေးတွေကိုပြင်ထားလိုက်ပါမယ်ရှင်မာလာဟင်းအနစ်ချက်ဖို့အတွက်မြေပဲစားလို့ကိုမကြည့်တကြည်လေးကြိတ်ထားလိုက်ပါမယ်ရှင်ပြီးတော့နုံနုံမာလာရှန်ကောအနစ်လေးထည့်ပါမယ်အဆက်ကြရင်ငရုတ်သီးအစိမ့်မုံထည့်လို့ရပါတယ်နော်မာလာအမှုန့်လေးထည့်ပြီးသွားရင်ကြက်အောင်တည်ထားတဲ့စီပူပူလေးလောင်းထည့်လိုက်ပါမယ်ကိုရီကျိုးဖို့အတွက်ဘီလောပီနာမုံကိုရေကြည်ကြဲလေးဖြောပြီးတော့မီအေးလေးနဲ့ဒီလိုကြီးကြီးပြပြလေးဖြစ်လာတဲ့အထိရုံမွေပါမယ်ရှင်။တခြားရောသမနယ်ပြီးသွားရင်တော့အရန်ကောင်းတဲ့မာလာဟင်းအနစ်လေးရပါပြီရှင်။အသီးရွက်နဲ့ခောက်ဆွဲလေးတွေကိုပြုတ်ပြီးတော့ရောနေပါမယ်။စက်သားမုံထည့်ပြီးတော့ကိုကြိုက်ညက်တက်ရအပေါ်အငန်းပြင်လို့ရပါတယ်ရှင်။ကဲအခုဆိုရင်တော့အရန်စားကောင်းတဲ့မာလာဟင်းပူလေးရပါပြီရှင်။မာလာတူတူဟော့ပေါ့ကိုအိမ်မှာလွယ်လွယ်လေးလုပ်စားကြရအောင်။ပထမဆုံးကိုထည့်ခြင်းနဲ့အသားအသီးရွက်တွေကိုဒုံသွင်းနဲ့ထိုးထားပါမယ်။ရေထည့်ပြီးတော့စားပီစီအချို့မုံနဲ့တပါမုံတို့ကိုလည်းထည့်လိုက်ပါမယ်ရှင်။ပြီးတော့နုံနုံမာလာရှန်ကောအနည်းနှစ်စုံလောက်ထည့်လိုက်ပါမယ်ရှင်။ဆူလာပြီးဆိုရင်ခုနကထိုးထားတာလေးတွေကိုထည့်ပြုတ်လိုက်ပါမယ်။ဆပ်ပလာလေးတွေအကုန်ကျသွားပြီးဆိုရင်တော့သုံးဆောင်လို့ရပါပြီရှင်။သူတိုင်းကြိုက်တဲ့မာလာချန်ကိုစိုက်သွားစရာမလိုပဲအိမ်မှာပဲလွယ်လွယ်လေးလုပ်စားကြရအောင်။အိုရေကိုနုံနုံမာလာရှန်ကိုအနှစ်ထည့်ပြီးတော့နွားနိုးနဲ့ရေထည့်လိုက်ပါမယ်ရှင်။အရသာအတွက်စားကိုစိတ်ချက်အပေါ်အငယ်မြည်ပြီးတော့ထည့်လို့ရပါတယ်ရှင်။ပြီးရင်နှစ်သက်ရအသီးရွက်အသားငါအစာပလာလေးတွေထည့်ပြီးတော့အသားတွေချက်တဲ့အထိပြုတ်လိုက်ပါမယ်။ခုဆိုရင်တော့အရန်လွယ်ကူပြီးအရသာရှိတဲ့မာလာထန်လေးရပါပြီရှင်။အခုလိုမျိုးအေးလေးမှာပူပူဆက်ဆက်မာလာချီဦးလေးလို့တောက်ကြရအောင်။ပထမဆုံးရေပူကြပြီးနုံနုံမာလာရှန်ကိုအနက်လေးထည့်လိုက်ပါမယ်။ပြီးရင်တော့အရန်ကောင်းတဲ့နုံနုံချီဦးလေးဖောက်ထည့်ပါမယ်ရှင်။ကြာစံလေးကိုအရင်ပြုတ်ပြီးတော့ကိုချိုက်ညက်တက်ရအစာပလာလေးတွေထည့်ပြီးတော့ပြုတ်ပေးပါရှင်။ကဲအခုဆိုရင်တော့အရန်ဆက်ကောင်းတဲ့မာလာချီဦးလေးရပါပြီနော်။အရန်ဆက်ကောင်းတဲ့အာလူမာလာလေးကိုအိမ်မှာလွယ်လွယ်လေးလုပ်စားကြရအောင်။အာလူလေးတွေကိုအခွန်ခွာပြီးတော့အချောင်းလေးတွေဖြစ်အောင်လှီးလိုက်ပါမယ်။ဒီလိုဒါအတွန်းလေးနဲ့လှီးရင်ပိုလှပါရဲ့ရှင်။ပြီးရင်တော့စီပူထဲမှာဘေးနားသားလေးတွေချစ်ပြီးရွှေရောင်တန်းလာတဲ့အထိကြော်ပေးပါရှင်။အနှစ်အတွက်ကတော့လွယ်လွယ်ကူကူလုပ်လို့ရပြီးအရသာလေးရှိတဲ့နုံနုံမာလာရှန်ကောအနှစ်လေးကိုသုံးထားပါတယ်။အိုးထဲထည့်ပြီးခဏလောက်စီသက်လိုက်ပါမယ်။ကျွန်းရွက်မိုးကမကြိုက်ရင်မထည့်လို့လည်းရပါတယ်နော်။ပြီးရင်တော့အာလူကြော်လေးတွေထည့်ပြီးတော့အရသာဝင်ပြီးနှံ့သွားအောင်ကြော်ပေးပါရှင်။ပေါ်ကနေနှမ်းလေးဖြူမြေပဲကြော်လေးဖြူပြီးတော့လည်းစားလို့ရပါတယ်ရှင်။သူတိုင်းချိတ်တဲ့မာလာအကင်စုံနဲ့မာလာခောက်ဆွဲလေးလုပ်စားကြရအောင်။ကျင်းနှစ်သက်ရအခင်းချောင်းနဲ့အာလူလေးတွေကိုတခိုက်စာအတုံးလေးတွေလှီထားပါမယ်။အိုးထဲကိုစီထည့်ပြီးတော့အာလူလေးတွေအရင်ကြော်ပါမယ်။ပြီးတော့မှအကင်လုံးလေးတွေထည့်လိုက်ပါမယ်ရှင်။ချက်ပြီးဆိုမိပိတ်ပြီးတော့မာလာအမုတ်တစုံနဲ့နှမ်းတစုံထည့်ပါမယ်ရှင်။အကင်လေးနဲ့အလိုက်ဖက်ဆုံးနုံနုံမာလာရှန်ကောလေးနဲ့တွဲစားပါမယ်ရှင်။ကဲအခုဆိုရင်တော့အရန်စားကောင်းနဲ့မာလာအကင်စုံနဲ့မာလာခောက်ဆွဲလေးရပါပြီရှင်။